ခင်းကျင်သီးကလည်းစိုက်ရလွယ်တဲ့အထဲမှာပါတယ်ကဲဒီနေ့ပြချင်တာလေးကတော့လေကိုယ့်အိမ်မှာဒီလိုမျိုးငရုတ်သီးစားပြီးတော့ပို့ပြီးတော့ပုတ်သွားတဲ့ဟာလေးရှိတယ်ကွယ်ဒါဆိုလို့ရှိရင်ခင်းကျင်သီးပေါ့နော်ခင်းကျင်သီးလေးဒီလိုပဲနည်းနည်းဒါဆိုစားမရတော့ဘူးဒါပေမဲ့ဒီဟာကိုမလွတ်ပြစ်ပဲနဲ့ဒီလိုမျိုးခွက်လေးနဲ့ဒါလည်းတစ်ခါတော့သုံးမိသားခွက်လေးကိုပြန်ပြီးအပေါက်ဖောက်ထားတာပေါ့နော်အဲ့ဒါလေးနဲ့နည်းနည်းထည့်ပြီးတော့ခင်းကျင်သီးလေးဒီခင်းကျင်သီးအမှည့်လေးကိုပြိုးထားမယ်နော်ဒါကိုလွတ်ပြစ်စရာမလိုဘူးလို့အပင်စားစိုက်တော့မဲ့သူတွေဆိုလို့ရှိရင်ခရမ်းကျင်သီးတို့ကစွန်းတို့ရုံးပတိသီးတို့စပြီးစိုက်တင်တယ်မခတ်ဘူးပေါ့နော်ဒါပေမဲ့ခရမ်းကျင်သီးကအပင်ပြိုးရတာမခတ်ဘူးစိုက်ရတာမခတ်ဘူးပြုစုရတာတော့နည်းနည်းလေးတော့ကြည့်ပြရတယ်အလွယ်ဆုံးကတော့အပင်စားစိုက်တော့မဲ့သူတွေအတွက်အလွယ်ဆုံးကတော့ကစွန်းဆိုတော့ဒီလိုမျိုးပြိုးကြည့်ထားမယ်ငရုတ်သီးလည်းဒီလိုပဲဒီလိုပုတ်သွားတဲ့ငရုတ်သီးတွေကပြိုးရတာကို့မှာမြေကြီးရှိရဆိုလို့ရှိရင်မြေကြီးပေါ်မှာပြစ်ချထားလိုက်အောင်ပဲအပင်ပေါက်တယ်အပင်ပေါက်လာတဲ့အချိန်သူအပင်ကိုပြန်ပြီးတော့စိုက်ရတော့ပဲအချိန်ကြာလို့ရှိရင်ပြောင်းပြီးတော့နှုတ်ယူပြီးတော့ပြောင်းပြီးစိုက်အောင်ပဲဒီလိုမျိုးအပုတ်တွေကို့အိမ်မှာရှိတဲ့ဒီလိုမျိုးငရုတ်သီးအပုတ်တွေကိုမပြစ်လိုက်နဲ့တော်တော်အသုံးဝင်ပါတယ်အပင်စိုက်တဲ့သူတွေအတွက်ပေါ့နော်